ဗလီဘာရော့ဆိုတဲ့တောရွာလေးကနေရဲအရာရှိဖြစ်ချင်တဲ့ဇွဲထက်တန်လုံးနဲ့ယုံမလေးဂျယ်ရီဟာအကြောင်းနဲ့စတင်ထားပါတယ်လူမှုပတ်ဝန်းကျင်ရဲ့အထင်သေးမှုတွေကိုကြော်ဖြတ်ပြီးဇူးတဖြေမျိုးကြီးရဲ့ပထမဆုံးသောယုံရဲအရာရှိဖြစ်လာခဲ့ပေမဲ့လက်တွေ့မှာတော့သူမဟာနှိမ်ချဆက်ဆံတာကိုပဲခံခဲ့ရပါတယ်အလုတ်ဆောက်ဝင်တဲ့နေ့မှာပဲရဲချုပ်ပေါ်ကောက်ကသူမကိုအရေးမပါတဲ့ကားပါကင်လက်မှတ်ဖြတ်တဲ့အလုပ်ပဲပေးခဲ့ပါတယ်အဲ့ဒီမှာတင်သူမဟာမျိုးကြီးသားတွေရဲ့အေးဆက်ဆက်နိုင်မှုကိုစတင်ခံစားလိုက်ရပြီးလောကကြီးကိုစိတ်ကုန်နေတဲ့လူလဲမြေခွေးနဲ့ကိုရဲ့လှည့်စားမှုကိုလည်းခံလိုက်ရပါသေးတယ်။ဒါပေမဲ့ဂျဒီကတော့အလျှော့မပေးဘဲခိုးမှုတစ်ခုကိုလိုက်လံဖမ်းဆီးရာကနေရဲချုပ်ရဲ့စူပူမှုကိုခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူပျောက်ဆုံးနေတဲ့မူဇာတန်ရောက်လာခဲ့ပါတယ်။ဒီအမှုကိုဖြေရှင်းပေးဖို့ဂျဒီကစေတနာဝန်ထမ်းအဖြစ်တာဝန်ယူလိုက်တဲ့အတွက်ရဲချုပ်ကသူမကို48နာရီအတွင်းအမှုမပေါ်ရင်အလုတ်ထွက်ရမယ်ဆိုတဲ့ရာဇသံပေးလိုက်ပါတော့တယ်မထင်မှတ်ထားတဲ့အချိန်မှာပဲဂျူဒီဟာနစ်ရဲ့အခွန်ရှောင်မှုကိုအသုံးချပြီးသူ့ကိုအကြက်ကင်ကအတူတူအမှုလိုက်ဖို့စီးရုံနိုင်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာမြို့ရဲ့ရာဇဝတ်ကိုင်းချုပ်ကြီးမှာဘေးစီရောက်သွားတဲ့အခါပျောက်ဆုံးနေတဲ့အာရတာဟာရုတ်တရက်ရိုင်းဆိုင်ကြမ်းတမ်းသွားပြီးကားဆရာဂျက်ကိုတိုက်ခိုက်ခဲ့တာကိုသိလိုက်ရပါတယ်အဲ့ဒီဂျက်ဂါစီသွားမေးတဲ့အခါမှာလဲ Night Hours ဆိုတဲ့စကားလုံးကိုပြောပြီးသူကိုယ်တိုင်ပါထပ်မံရိုင်းဆိုင်သွားခဲ့ပါတယ်။ဒီခီးလမ်းမှာပဲ Nick ဟာငယ်စဉ်ကမြေခွေးတစ်ကောင်ဖြစ်လို့နှိမ်ချဆက်ဆံခံခဲ့ရတဲ့သူ့ရဲ့စိတ်ဒဏ်ရာတွေကိုဂျူဒီကိုရင်ဖွင့်ပြခဲ့ပြီးသူတို့နှစ်ယောက်ကြားမှာယုံကြည်မှုတွေစတင်ရရှိလာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာမြို့တော်ဝင်ရင်းတရကရိုင်းဆိုင်သွားတဲ့တရိတ်ဆန်တွေကိုလှုပ်ဝက်ထိမ့်သိမ်းထားတာကိုရှာဖွေဖော်ထုတ်နိုင်ခဲ့လို့မြို့တော်ဝင်အဖမ်းခံရပြီးဒူးမြို့တော်ဝင်ဘောဝတ်ကအာဏာရလာပါတယ်။ဒါပေမဲ့သတင်းစာရှင်းလင်းပွဲမှာဂျူဒီရဲ့မတိစိတ်ထဲကအစွဲတွေကြောင့်တရိတ်ဆန်တွေရိုင်းဆိုင်ကုန်တာဟာမျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်လို့ပြောမိရာကနေနဲ့စိတ်ပြတ်သွားပြီးသူတို့လမ်းခွဲခဲ့ကြပါတယ်။မြို့ကြီးလဲကြောက်ရွံ့မှုနဲ့ခွဲခြားဆက်ဆံမှုတွေအောက်ရောက်သွားခဲ့ရပါတယ်ထို့နောက်တက်ရပြီးအလုတ်ထွက်သွားတဲ့ဂျူဒီဟာသူမရဲ့ရွာလေးမှာပဲ Night Hours ဆိုတာတရိတ်ဆန်တွေကိုယူသွတ်စေတဲ့အစိတ်ရှိတဲ့ပန်းတစ်မျိုးဖြစ်ကြောင်းသိသွားခဲ့ပါတယ်သူမမျိုးကိုအမြန်ပြန်လာပြီးနေခက်နဲ့ပြန်လဲတင့်မြတ်အောင်လုပ်ကနောက်ွယ်ကကျိုးကင်သူကိုစုံစမ်းကြပါတယ်နောက်ဆုံးမှာတော့ဒီကိစ္စတွေအားလုံးဟာတားကောင် Prideတရိတ်ဆန်တွေအာဏာရဖို့အတွက်ဒူးမျိုးတော်ဝင်ဘောဝဒကနောက်ွယ်ကနေစီစဉ်ခဲ့တာဖြစ်ကြောင်းပေါ်ပေါက်သွားပါတယ်။သူမဟာနစ်ကိုတနက်နဲ့ပစ်ပြီးလိုင်းဆိုင်အောင်လုပ်ကဂျူဒီကိုအကြိုက်ခိုင်းခဲ့ပေမဲ့သူတို့နှစ်ယောက်ကတော့အပြာရောင်ဘယ်ရီသီးတွေကိုတုံးပြီးဟန်ဆောင်ကဘောဝဒရဲ့ဝန်ခံချက်ကိုအတန်ဖန်ပြီးဖော်ထုတ်နိုင်ခဲ့ပါတယ်။အမှုကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဇူးတဖြေမျိုးကြီးဟာပြန်လည်အေးချမ်းသွားပါတယ်။ဂျူဒီလည်းရဲရရှိအဖြစ်ပြန်လည်ခန့်အပ်ခံရပြီးမြေခွေးနဲ့ဟာလဲဇူးတော့ဖေရဲ့ပထမဆုံးမြေခွေးရဲ့အရာရှိအဖြစ်ဂျူလီနဲ့အတူလက်တွဲကအမှုတွေကိုဆက်လက်ဖြေရှင်းရင်းဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။အခုလို movie recap လေးကိုသဘောကျတယ်ဆိုရင် like and follow လုပ်ထားဖို့လဲမမေ့နဲ့ဦးတော်အဆုံးထိကြည့်ပေးလို့လဲကျေးဇူးတင်ပါတယ်ခင်ဗျာ။